အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကကင်းမွန်ချေဆိုင်လေးချက်ပြမှာဖြစ်ပါတယ်အားလုံးပဲလိုက်ပါကြည့်ရှုကြပါဦးခင်ဗျာဒါကတော့ရေပူနဲ့ဆက်စကချက်ထားတဲ့ကင်းမွန်ပါဒါကတော့ခန်းရှင်တီးပါဒါကတော့မြို့တီးပွားစိမ့်တဲ့နီးရယ်ချက်တော်နီးရယ်ဖြစ်ပါတယ်ဒါကတော့ချက်တော်ဖြူရခြင်းရယ်တော့အိုဒါစီပူလာတဲ့ခြေကြရင်ခြင်းကိုအရင်ထည့်ပြီးတော့ကြော်ပါမယ်ပြီးရင်တော့ချက်တော်ဖြူလေးထည့်ကြော်ပါမယ်ဝေးပါမယ်ချက်တော်ဖြူနဲ့ခြင်းနဲ့ကာလာလေးပြောသွားတဲ့ခြေကြရင်ဆန်မင်းမူလေးနဲ့ထည့်ပြီးတော့ကြော်ပါမယ်မို့လေးထည့်ပြီးတဲ့ခြေကြရေမြို့သီးမှုအကျက်မှုလေးနဲ့ငှက်ထည့်ပြီးတော့ကြော်ပါမယ်ပြီးတော့အနားလေးနဲ့ငှက်မှုရတဲ့ခြေကြရေခရမ်းခြေသီးထည့်ပြီးတော့ကြော်ပါမယ်ပြီးရင်တော့ငပိလေးနဲ့ငှက်ထည့်ပါမယ်နောက်ပြီးတံပြာရည်လေးနဲ့ငယ်ထည့်ပါမယ်ထည့်ပြီးတော့မှွေလိုက်ပါမယ်ပြီးတော့ရည်လေးနဲ့ငယ်ထည့်ပါမယ်ရည်လေးနဲ့ငယ်ထည့်ပြီးတဲ့ခြေချရင်ချီလီဆော့လေးနဲ့ငယ်ထည့်ပါမယ်ဒီလိုဒီဆော့ပါပြီးရင်မှွေလိုက်ပါမယ်ရေလေးနဲ့ဆူရဲချီကြရတာမှုထည့်ပါမယ်ကြက်သားမှုလေးနဲ့ငယ်ထည့်ပါမယ်ဆာလေးနဲ့ငယ်ထည့်ပါမယ်ချုံမှုလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့မှွေလိုက်ပါမယ်ရေခမ်းသွားပြီးတော့စီလေးပြန်လာတဲ့ချီကြရင်ရေလေးနဲ့ငယ်ထပ်ထည့်ပြီးတော့မှွေပါမယ်ပြီးရင်တော့ခုနကလှီးထားတဲ့တစားပလာလေးပြစ်ထည့်ပါမယ်ပြီးရင်မှွေလိုက်ပါမယ်ပြီးရင်တော့နောက်ဆိုးဆက်စက်ကကင်းမော်လေးထည့်ပါမယ်ပြီးရင်တော့မှွေလိုက်ပါမယ်ရေတွေခမ်းပြီးတော့အစီတွေပြန်လာတဲ့ချိန်ကျရင်ချလို့ရပါပြီဟုတ်ကဲ့စားလို့လည်းရပါပြီကျေးဇူးတင်ပါတယ်